မင်္ဂလာပါအန်နာပါအန်နာတို့ပြန်လည်ဆုံတွေ့ကြပြန်ပြီเนาะဒီနေ့မှာတော့အန်နာကအန်နာရဲ့ level ကို fan မှာဖြစ်ပါတယ်blog နဲ့မစော့ပြရတာကြာပြီဆိုတော့အန်နာဒီနေ့က blog video လေးတော့တင်ပြလိုက်တယ်ပေါ့နော်ဒါကတော့အန်နာ quest သွားလက်ခံတာဖြစ်ပါတယ် quest လက်ခံမယ်ပြီးရင်အန်နာ level တင်မယ်ပေါ့နော်အန်နာ level တောင်မှပြောရဆိုရင်လည်း1300ကျော်လိုက်မကြခင်1000ကဖြစ်တော့မှာပေါ့နော်အန်နာ C3 ရောက်တော့မယ်C3 မှာအားလုံးနဲ့တွေ့ကြမယ်ပေါ့နော်ဒါကအန်နာနဲ့အန်နာ fan တယောက်နဲ့အန်နာတို့ NPC ကြီးရပါတော့ဒါ quest လက်ခံနေပြီးရင် level fan နဲ့ level up တဲ့ပြီးရင်အန်နာဒီထဲမှာfruit တစ်ခုစားပြထားတယ်ပေါ့နော်အဲ့ဒါကတော့ဘာ fruit လဲဆိုတော့ဗီဒီယိုဆုံးနဲ့ထိလိုက်ကြည့်မှသိမနေဘူးပေါ့နော် fruit ကနောက်ဆုံးမှစားထားတာဆိုတော့နောက်ဆုံးမှပဲသိရမှာပေါ့နော်ဒါကတော့အန်နာတို့ဒါ quest လက်ခံပြီးတော့အန်နာထုံးစံတိုင်း level 10ညရရှိသေးပေါ့နော်အန်နာ city ကိုရောက်ရှင်ပြီးအဲ့အတွက်အမြန် fan မှဖြစ်မှာပေါ့နော်အမြန် fan မှဖြစ်မဲ့အဲ့အတွက်နည်းနည်းလေးဒါကတော့အန်နာရဲ့ travel mini ရတကယ်ဆို400လဲကျော်နေအန်နာဗီဒီယိုတင်မှာပေါ့နော်အန်နာရဲ့ mini တွေကိုလည်းအန်နာကဗီဒီယိုတင်မှာဖြစ်ပါတယ်ဒါပေမဲ့ဒီနေ့ကတော့ဗီဒီယိုတင်ရမရဆိုတာကတော့ကြည့်လိုက်အောင်ပေါ့နော်အန်နာဗီဒီယိုထဲမှာလိုက်ကြည့်ပေးကြပါအောင်အန်နာတင်ပြလားမတင်ပြလားဆိုတော့မသိသေးဘူးပေါ့နော်ခုလောလောဆယ်ကတော့ဗီဒီယိုမတင်ရင်အန်နာ level အရင်တင်းနေရပါတော့အန်နာရဲ့ level အရင် up တယ်level တင်ပြီးမှပဲအန်နာဗီဒီယိုတင်မှုစဉ်းစားမယ်ပေါ့နော်ဒါကတော့အန်နာ NPC ကိုကီးနေပါတော့အနောက်သူတို့ကီးပြီးလို့ရှိရင်ဒီထဲမှာအနောက်ကီးတစ်ခုရမှာပေါ့နော်ဒီကီးနဲ့အန်နာကနောက်ထပ် soft တစ်ခုထည့်လို့ရတယ်ပေါ့အဲ့အတွက်အန်နာအဲ့အတွက်လည်းပါတယ်ပေါ့နော်ဒီမှာအန်နာ level fan နဲ့ဟိုမီဒီတင်နေဆိုတာအဲ့အတွက် admission နဲ့ပါတာပေါ့အားကြောင့်မို့တခြားဘာမှထူးထူးမလုပ်ခင်နဲ့ဒီကြီးရအောင်လည်းအသေးကြီး like ကြီးနေတာပေါ့နော်အန်နာ YouTube channel လေးကို like subscribe လေးလုပ်ပေးကြပါအောင်နော်အန်နာ channel ထဲမှာအန်နာ user လေးကိုထည့်ပေးထားပါတယ်အန်နာနဲ့အတူတူကိုလာဆက်လို့ရပါတယ်အန်နာတို့ကအပြောဆော့တာဖြစ်တဲ့အတွက်ပျော်ပျော်ပါပါဆော့ခြင်းအန်နာနဲ့လာ join ပြီးဆော့လို့ရတယ်အန်နာအဲ့ဒီလိုပြောချင်ပါတယ်ကဲဒါကတော့ cost ပြည့်သွားပြီဖြစ်တဲ့နောက် cost ကိုလာပြီးတော့အန်နာလာယူရပါတော့ cost ယူပြီးလို့ရှိရင်အန်နာထပ်ပြီးတော့ကြည့်မယ်ပေါ့တူ quest ယူရတယ်တော်တော်လေးလိုက်တာတော်သေးရဲ့ fan နဲ့တူရှိနေပါလားတစ်ချက်ထိုးတစ်ချက်ပြည့်အေးစေးပဲလိုက်တယ်တစ်ချက်ပဲဒါတစ်ချက်အေးစေးနိုင်ရှော့ 1D စတာပါlevel 5ကြီးနေတော့fan လာ level 10ရတာတော်တော်အဆင်ပြေမြင်နေအေးစေးပဲပေါ့နော်ဒီကိုနဲ့အန်နာနဲ့2ယောက်တည်းlevel 5နေကြတယ်ပြီးရင်အန်နာကနောက်ထပ်ဖူးတစ်ခုစထားတာဖြစ်ပါတယ်ဖူးကတော့ခုနပြောသလိုပဲပေါ့နော်နည်းနည်းနောက်ပိုင်းမှာစပြတ်မှာဖြစ်တဲ့အတွက်နောက်ဆုံးထိကြအောင်ကြည့်ပေးကြပါပေါ့နော်ဗီဒီယိုကိုဘယ်လိုလဲဆိုတော့မစားသေးဘူးအန်နာလည်းအရင်ဖန်နိုင်တယ်level တော်တော်နေနေဆိုတော့ C3 ရဲ့ရောက်ချင်နေပြီဆိုတော့လေအားကြောင့်မို့ C3 ရအောင်မို့လို့အရင် level တွေအသေးဖန်နေရတာဒါကတော့အနာ quest လက်ခံနေပြီးရင်ထုံးစံတိုင်းပဲအနာ NPC တွေတွားကြည့်တယ်ပြီးရင်ပြီးရင် level တင်တယ်ပေါ့နော်မနေ့ကအနာဗီဒီယိုလေးတည့်ရနားတယ်ပေါ့နေမကောင်းလို့အားကြောင့်နားလည်းပြကြပါအနာ post တော့တင်ထားတယ်ပေါ့နော်ဒါကလည်းအနာထုံးစံတိုင်းပဲပေါ့နော် NPC ပဲကြည့်နေရတာကျတော့ပြင်းလာတယ်ဒါနဲ့ဖူးစားမယ်ဆိုမှအနာဖူးစားဖို့တွေ့ရှာလိုက်တယ်ပေါ့နော်အဲ့နဲ့ဘာဖူးတွေ့တယ်ဆိုတော့အနာfruit တွေကအနာကြီးရပြီဆိုတဲ့အကြောင်းကိုသူအရင်ပြောပြငါကြီးရပါပြီကိုကြီးဆိုပြီးတော့အနာမှာ left fruit ကင်ပြလိုက်တယ်ငါ left fruit စားခြင်းတယ်ဆိုနဲ့ left fruit ကဘယ်လိုလဲတော့မသိဘူးပေါ့နော်အနာလည်းမစားဘူးဒါပေမဲ့လိုက်မယ်ထင်တော့အနာစားလိုက်တယ်ပေါ့ကဲအနာဒါစားပြီးရဲ့အချိန်နေပေါ့နော် left fruit စားနေတဲ့အချိန်မှာအနာမရိုင်းလိုက်ရအောင်မေ့ပြီးတော့ဒါစားပြီးသွားပြီးအချိန်နေပေါ့နော် left fruit စားပြီးရဲ့အချိန်နေမှာအနာစပယ်ကြီးပါလေသွားစမ်းကြည့်လိုက်မှာဘယ်လိုလဲမသိဘူးအချိန်နေရတော့အရင်ဆုံးကွက်လက်ခံနိုင်အောင်ပဲပေါ့နော်ကွက်လက်ခံပြီးလို့ရှိရင်ပြီးရင်အနာဆော့နေပြီတာမိုက်တယ်မစိုးပါဘူးဘယ်လိုလဲမသိဘူးနော်ဒါနဲ့ထိရလားမထိရလားမသိဘူးပထမဆုံးတုံးလားဆိုတော့မသိသေးဘူးဘာလဲမသိဘူးအရင်ဆုံး high shot နဲ့ပြင်မယ်ရအခင်းမှာပြင်မယ်ဟုတ်တယ်ဒါပထမဆုံးတုံးလားဆိုတော့ဓာတ်မျိုးကိုတိတ်မသိသေးဘူးအချိန်နဲ့မချိန်တတ်တယ်ပြီးလည်းမသိသေးဘူးမိုက်လားမမိုက်လားတော့ကြည့်ရအောင်ပါပေါ့နော်နောက်ထပ် spell တွေထပ်ပွင့်ရင်တော့သိရမှာပေါ့မိုက်လားမမိုက်လားဆိုတော့ခုလောလောဆယ်ဒီ headshot တစ်ခုတွေနဲ့တော့အမှန်တိုင်းပြောသိလို့စိတ်ထဲမကြသေးဘူးပေါ့နော်စိတ်တိုင်းသိမကြသေးဘူးစိတ်ထဲမှာအရင်ကြီးဓာတ်မျိုး
ကိတ်တယ်လို့မခံစားရဘူးပေါ့အဲအကြောင်းမို့လို့ဒါ spare တွေပွင့်ရင်တော့မပြောတော့ဘူးပေါ့နော်အနာပြောချင်တာ second spare တော့ပွင့်သွားရင်ကြည့်ကြည့်လိုက်အောင်မနော်second ကူကပွင့်ကျူပစ်စုံနဲ့ကျူပစ်စုံပွင့်သွားပြီ hashtag ရဲ့ကျူပစ်စုံနဲ့ကျူပစ်စုံကဘာတော့တုံးကြည့်လိုက်ပါဦးသူကအကွင်းချပြီးအဲ့ဇုံထဲမှာရှိနေတဲ့enemy ကိုကြီးရတယ်ဒီတစ်ခုဆိုတော့လည်းစိုက်တာပေါ့နော်စိုက်တယ်နောက်ဆိုလို့ရှိရင်အနာနဲ့တွေ့လို့အနာရဲ့ spray ကြီးကြည့်လို့ရှိရင် headshot လေးနဲ့မြင်ရတော့မှာပေါ့နော် romantic suspense တော့ဖြင့်တန်းရအောင်လို့angel လေးက headshot လေးနဲ့လိုက်ပြင်flamenco ride ဆိုတဲ့ spray လေးပုံပေါ့နော် flamenco ride ဆိုတာဘာလဲမသိဘူးကြည့်လိုက်အောင်ပေါ့နော်ဘာဘယ်နေရာမှာတုံးရတယ်တော့မသိသေးဘူးစမ်းကြည့်လိုက်အောင်မယ်ဒါကတော့အရင်ဆုံးဒီ headshot ရဲ့ကြည့်ကြုံရတဲ့အရင်ဆုံးတုံးကြည့်တယ်နော်flamenco တုံးကြည့်အောင်မပါလဲတော့မသိဘူးဂျိုးကြစီရတာဂျိုးကြလည်းဖင်လေးတော့လုံးဝမိုက်တယ်အနာကြိုက်တယ်အနာစားထဲမှာဒီဖင်ခါလာတို့blue color လို့ဆိုတာကြိုက်တယ်စိုးမိုက်တယ်ရော့တာပြစ်လိုက်အောင်မိုက်တယ်ကျူပီရဲ့ကွန်ဘိုသုံးပြလိုက်တယ် headshot ရဲ့ကျူပီရဲ့flamenco ရဲ့လုံးမိုက်တယ်လုံးဝ romantic ဆန်တော့အနာရဲ့ဒီ spare တွေကလှပနေဒီလိုရုံမစိုးအနာတော်တော်လာတယ်အနာကြိုက်တယ်ဒီ spare တွေကိုဒီ fruit လေး left fruit တော်တော်ကြိုက်တယ်အနာနဲ့လိုက်တယ်လို့လည်းအနာခံစားရတယ်နည်းနည်းနူးနူးညံ့ညံ့လေးကိုမှသူကနည်းနည်းလေးဘယ်လိုလဲဒါမိပြင်းနေပေါ့နော်ပုံစံလေးကနူးနူးညံ့ညံ့လေးကိုမှနည်းနည်းလေးပြင်းနေတယ်ပါဒါမိသိတယ်လည်းပါကြိုက်တယ်ခုနကတော့ spare တစ်ခုလေဆိုတော့ဒါမဲ့ကိတ်မသိတာတော့အရန်ကြီးတိတ်မကြိုက်ဘူးเนาะခုမှဒါ spare တစ်ခုပြင်လာတော့ဒီ damage တွေလည်းနည်းနည်းပြင်းလာတော့အမှကြိုက်တာပေါ့အနာဒီ fruit ကိုပဲတင်နေfruit နဲ့ပဲတုံးပြချတယ်တော့ကြိုက်တယ်ပြီးရောအနာတို့ဒါ boss ကိုတွားကြည့်ရဖြစ်ပါတယ်ကဲအမ boss ကိုအရင်ဆုံးအချစ်တင်နဲ့တွားပြီးနှုတ်ဆက်လိုက်အောင်မယ်เนาะမင်္ဂလာပါ hello boss ဟိုမှာအနာရဲ့အချစ်ကလေးနဲ့ headshot လေးနဲ့ကြည့်လိုက်တယ် boss အစိုးရပါဘောနော်သူ headshot နဲ့ကြည့်လို့ဆိုရင်အနာတို့အတွေ့အကြုံလိုက်ကြည့်ပါလေရော boss ကကဲအနာလေးဆက်ပြီးတော့ boss ကိုကြီးလိုက်ပါအောင်ပဲပေါ့နော်ကဲနားမကြလို့ရှိရင်နောက်ထပ်ဒီ fruit အသေးရပြီးလို့ရှိရင်နောက်ထပ် sort တစ်ခုအသေးရမယ်ပြန်လာခဲ့ပါမယ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပဲပေါ့နော်ဆက်ပြီးတော့ boss ကိုကြီးလိုက်အောင်မယ်တို့နည်းနည်းကြားနေပေါ့နော်အားလုံးချစ်တယ် bye bye see you